မင်္ဂလာပါကိုအောင်ဒီပြန် channel နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရိုက်ထားတဲ့တပ်ပုံတွေကိုပုံမလှပအောင်ပုံမအသက်ဝင်အောင်မလိုအပ်တဲ့အရာတွေကိုဖျက်ပေးနိုင်မဲ့ mobile app လေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အခုကျွန်တော်ပြောပြမယ့် mobile app ကဆိုလို့ရှိရင် Android မှာရော iOS မှာပါအလွယ်တကူ download လုပ်ရပါတယ်အခုကျွန်တော်တို့မြင်နေရတဲ့ Retos ဆိုတဲ့ app လေးอ่ะဆိုလို့ရှိရင် Play Store မှာအလွယ်တကူ download လုပ်ရတယ်လို့ App Store တွေမှာလည်းအလွယ်တကူ download လုပ်ရပါတယ်ကျွန်တော်တို့ပထမဆုံး Retos ဆိုတဲ့ app လေးကိုဝင်လိုက်မယ်ကျွန်တော်တို့ဒီဘယ်ဘက်တောက်မှာရှိတဲ့အမှားကြီးလေးကိုနှိပ်လိုက်မယ်ကျွန်တော်ဒီမှာဂျူလိုရီတွေကိုအရင်ဆုံးကြည့်လိုက်ရတယ်ပေါ့နော်โอเคကျွန်တော်ပထမဆုံးCaster ဆိုတော့နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ရိုက်ထားတဲ့ပုံတစ်ပုံကိုရွေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ပြုပြင်ခြင်းနဲ့မလိုအပ်တဲ့အရာတွေကိုဖျက်ချင်တဲ့ပုံတစ်ပုံကိုကျွန်တော်တို့ရဲ့ gallery ကနေပြီးတော့အရင်ဆုံးရွေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်မှာကပုံအလွယ်တကူမရှိတဲ့အတွက်ချက်ချင်းရနိုင်မဲ့ပုံတစ်ပုံကိုအရင်ဆုံးရွေးလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီထဲမှာပါတဲ့ဒီစာအုပ်လေးကိုကျွန်တော်တို့ဖြတ်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့စာအုပ်ကိုရှင်းရှင်းလင်းလင်းသိအောင်ရှင်းရှင်းလင်းမြင်အောင်လို့ကျွန်တော်တို့အကျယ်ရှင်းလိုက်မယ်ပြီးရင် object ဆိုအောင်နှိပ်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကျူလိုတွေကိုနှိပ်ပြီးတော့ကြည့်လိုက်ရတယ်โอเคဒီပုံလေးမှာပါတဲ့ဒီနောက်ကပေါ့နော်ရုပ်ဆိုးနေတဲ့ဒီနေရန်ကခွဲနေတဲ့နေရာကိုသူဖြောက်ပြရဲပေါ့နော်โอเคကျွန်တော်စမ်းကြည့်လိုက်မယ် tutorial ကိုဘက်ပြန်သွားလိုက်မယ်ပြီးကျွန်တော်ဒီစာအုပ်ကိုဖျက်ကြည့်မယ်โอเคဒုတိယအတိုင်းပဲကျွန်တော်ဒီစာအုပ်ကိုအပြည့်မှတ်ပေးလိုက်မယ်โอเคကျွန်တော်ဒီစာအုပ်ကိုအပြည့်မှတ်ပြီးဆိုရင်ကျွန်တော်လွတ်လိုက်မယ်သူကနေပြီးတော့ auto remove လုပ်ပေးရပေါ့နော်โอเคအဲ့ဒီခါမှာကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်ကိုကျွန်တော်တို့တော်တော်အဆင်ပြေသွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီအနက်ကလေးကဒီနှစ်ပေးမှာနည်းနည်းအဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီ left so တဲ့ဟာလေးကိုနှိပ်ပြီးတော့ဒီနှစ်ပေးလေးကိုကျွန်တော်တို့ဖြတ်ပေးလို့ရတယ်โอเคဒါဆိုလို့ရှိရင်တော့တော်တော်အဆင်ပြေသွားပြီပေါ့နော်ဒါမှကျွန်တော် left so ကိုသုံးပြီးတော့ဒီကောင်လေးကိုအဖြည့်လုပ်ကြည့်မယ်ရမရတော့မသိဘူးပေါ့နော်โอเคโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်လေးကိုဘာဝကျသွားပြီပေါ့နော်ဒီလိုပဲကျွန်တော်ဒီဘက်ကဟာတွေဖြတ်ရှင်းလဲရရပေါ့နော်โอเคကျွန်တော်နောက်ထပ်အသုံးဝင်တာလေးတွေကိုထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ဒီမှာကျွန်တော်ပထမဆုံး object ကတော့ကျွန်တော်တို့ဒီမဲ့စာအုပ်ကိုဖြတ်လိုက်တယ်ဒုတိယအနေနဲ့ line ဆိုတော့နှိပ်မယ်ပေါ့နော်ပြီးရင် tutorial ကိုကြည့်လိုက်မယ်ဒါကတော့ကျွန်တော်တို့ဒီဒီခွေးမှာပါတဲ့ကျိုးလေးကိုသူကဖျောက်ပြမှာပေါ့နော်အခုလိုပုံစံမဲ့ကျိုးတို့ကျွန်တော်တို့ကောင်းကင်မှာရှိနေတဲ့မီကျိုးတို့ပြီးရင်ကျွန်တော်တို့ဘုံကျိုးတို့ကိုဖျောက်ပေးနိုင်တယ်ပေါ့နော်ကျူရီတွေပါပြီးသားဖြစ်တဲ့အတွက်ဘယ်ရာကိုမဆိုကိုယ်တိုင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်တို့ကျူရီကိုပေးလိုက်မယ်ကျွန်တော်ဘာကဒီဓာတ်ပုံကအဆင်မပြေတဲ့အတွက်ကျွန်တော်မလုပ်ပြတော့ဘူးပေါ့နော်โอเคနောက်တစ်ခုကိုကြည့်မယ်ဒီကောင်ကကြတော့ကျွန်တော်တို့တန်တကာတို့ပေါ့နော်ဒီလိုအခွက်တွေကိုဖျောက်ပေးနိုင်တယ်ပေါ့နော်သူကအော်တိုဖျောက်ပေးတယ်โอเคအရန်ရန်ကိုမိုက်တယ်ပေါ့နော်အရန်ရန်ကိုလည်းလွယ်ကူတယ်โอเคကျွန်တော်ဒီကိုပေးလိုက်မယ်ကျွန်တော်နောက်တစ်ခုဆက်ကြည့်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမဲ့ကျွန်တော်ကလုံးဆိုရလို့တစ်ချက်နှိပ်ကြည့်မယ်
ပြီးရင်ကျွန်တော်တို့ကျူရိုရီကိုပဲကြည့်သွားမယ်โอเคရှင်းလားမသိဘူးဒီဘက်မှာကျွန်တော်တို့မြင်းအပိုတစ်ချောင်းအပိုထည့်လိုက်တယ်ဒီဘက်ကကလုံးကိုယူပြီးတော့ပေါ့နော်ဒီဘက်ကအဖြူမြင့်ကိုယူပြီးတော့ဒီဘက်မှာထည့်လိုက်တယ်ပြီးလို့ရှိရင်ဒီဘေးမှာရှိတဲ့လူတွေကိုလည်းဖြောက်ပေးတယ်ပေါ့နော်โอเคပေးလိုက်မယ်โอเคပြီးလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးကြံခဲ့တဲ့တစ်ခုကိုစမ်းကြည့်လိုက်မယ်ဒီကောင်ကတော့အခုလက်ရှိအရန်ကိုအသုံးဝင်နေတဲ့ဟာပေါ့နော်ကျွန်တော်တို့ကားတွေမှာပါတဲ့အရေးကြီးတဲ့ကားနံပါတ်ပြားတွေကိုဝါးပေးတဲ့ပုံစံပေါ့နော်ကျွန်တော်တို့မလိုချင်တဲ့အရာတွေကိုမမြင်စေချင်တဲ့အရာတွေကိုဝါးပေးတဲ့ပုံစံလေးပေါ့နော်ဒီကောင်လေးကအရန်ကိုအသုံးဝင်တယ်ဒီ update တစ်ခုထည့်ထားအောင်လည်းကျွန်တော်တို့တပ်ပုံတော်တော်များများကိုကျွန်တော်စိတ်တိုင်းကြပြုလုပ်နိုင်မှာဖြစ်တယ်ကျွန်တော်ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို like and share and subscribe နေပြီးဖို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်